မနက်နေထွက်ညနေဝင်သည်အထီတိုင်းအောင်အသက်ရှင်ရဖို့ရုန်းကန်လှူရှားနေရတယ်စာဝန်နေရအတွက်ပူပန်သောကားတွေရောက်ရတယ်ဒုက္ခပင်လဲဝေတဲ့ဒီလောကဒဏ်တရားပူပန်သောကားတွေပြည့်နှက်နေတဲ့ဒီလူဘဝရှင်သန်ရဖို့တကယ်ခက်တယ် Oh အခင်မပြအကျွန်ုပ်ပြင်းများမြပြလာတော့လေအကျွန်ုပ်ကိုချစ်နေတော့သူဘဝရဲ့ခက်ခဲပုံစားတွေကိုကိုယ်တော်ဖြည့်ရှင်းပေးသူကျွန်ုပ်ကိုစုံပြင်းမသွားပဲအမြဲတမ်းနာမှာနှစ်သိမ့်ပေးနေသူကိုယ်တော်ရှင်ကြောင့်သာမဟုတ်ရင်အသက်ရှင်ရမှာမဟုတ်ဘူးကိုယ်တော်ရှင်ကြောင့်သာမဟုတ်ရင်တွေးပင်မတွေးရစရာတွေပါပဲကိုယ်တော်ရှင်သည်ကျွန်ုပ်အနာဖိမနေသူကိုယ်တော်ရှင်သာကျွန်ုပ်အမြဲရှိနေသူစိတ်ဓာတ်တွေလဲချအခါခါပြိုလဲဖူးပါတယ်ဖြည့်ရှင်နေရတဲ့ငွေကြေးပြဿနာတွေတွေးလိုက်တိုင်းရင်ထဲလိုက်မောသွားရတယ်နေရတိုင်းအသက်ရှင်ရတာလဲပင်ပန်းတလို့ပါပဲလောဘမောဟဒေါသတွေပြည့်နေတဲ့ဒီကဘာမြေကြီးရှင်သန်နေရတာသိခက်ခဲတယ်ရှင်ပေ